Okay နာရူတိုရုပ်တွေအကြောင်းပြောအောင်ကျွန်တော်တို့မြန်မာမှာနာရူတိုရုပ်စုတဲ့လူအများစုက Vandas Studio ကျွန်တော်လောက်စုထားတာတရားမှမရှိဘူးအဲ့တော့ကျွန်တော် Vandas Studio ကကျွန်တော်စုထားတဲ့အရုပ်တွေအကြောင်းကိုဒီနေ့ဗီဒီယိုလေးရိုက်မယ်ဗီဒီယိုလေးမှာသေချာပြပေးမယ်ဘာလို့လဲဆိုတော့ Vandas Studio ကကျွန်တော်ရဲ့ most favorite studio ဗျာသူ့အရုပ်က design ပုံစံတွေကိုလည်းကျွန်တော်ကြိုက်တယ်ဥမာနောက်ပိုင်းဆိုရင်ကျွန်တော်ကြိုက်တဲ့ studio တွေမှာ Pixstar တို့ဘာလို့ဆိုလဲနည်းနည်းကြိုက်တယ်ဒါပေမဲ့အဲ့လိုကြီးဗျာကျွန်တော်ဆိုအမြဲပြောနေရရှိအရုပ်ဈေးကကျွန်တော်တို့အရေးမကြီးဘယ်လောက်ဖြစ်ဖြစ်ဝယ်နိုင်တယ်ဒါပေမဲ့ကျွန်တော်ယင်တဲ့ကိုအဲ့လိုတကယ်ကြီးကိုထိတာအဲ့ Vandas ကအရုပ်တွေကအရန်ယင်နဲ့ထိတာကျွန်တော်လိုချင်တဲ့ပုံစံကျွန်တော်လိုချင်တဲ့ design style အကုန်လုံးရောက်တယ်ဗျာအဲ့တော့ first ကျွန်တော်စပြောရင်ဒါကျွန်တော်ရဲ့ပထမဆုံးစစုပြစ်တဲ့ကျွန်တော်ရဲ့ Naruto ရဲ့အရုပ်တွေပေါ့နော်ဘယ်ကောင်တွေလဲဆိုတော့ဒီမှာပြမယ်ဆိုလို့ရှိရင် Vandas Studio က Madara တို့ Vandas Studio က Obito တို့ Vandas Studio က Kakashi တို့ပေါ့နော်ဒါကျွန်တော်ရဲ့ first စစုပြစ်တဲ့အရုပ်တွေဆိုတော့ကျွန်တော်တရုပ်ချင်းစီပြပေးမယ် first စပြမယ်ဆိုလို့ရှိရင်ကျွန်တော် Itachi နဲ့စပြမယ် Itachi ဆိုလို့ရှိရင်ဒါက Vandas Studio ရဲ့ Itachi size ကလည်းဒီကောင်အမြင့်က around 43 cm လားမသိဘူးရှိရဗျာဒီကောင်ကနှစ်ရုပ် Itachi နဲ့ Sasuke ဆိုပြီးနှစ်ရုပ်ကိုသူကတွဲရက်ထုတ်တာဗျာအဲ့နှစ်ရုပ်တွဲရက်ဝယ်လို့ရှိရင်တော့ဘာပေးလဲဆိုတော့ဒီကောင်လေးပေးတယ်ဒီရုပ်ဆိုရင်တော်တော်ကြီးလာတယ်ဗျာဒါကျွန်တော်အရန်ကြိုက်တယ်ပြောလို့ရတယ်ဒီရုပ်ကိုဝယ်ပြတဲ့ reason နဲ့မှာဒါလေးကြောင့်လည်းပါတယ်ကျွန်တော်မှညီလေးရှိရဗျာကျွန်တော်ညီကို2ယောက်ဆိုတော့ဒီ Itachi နဲ့ Sasuke ဥစ္စာဆိုကျွန်တော်တို့စနေကြပုံစံမျိုးဗျာညီကို2ယောက်ကဇလန်မျိုးဖြစ်တဲ့အတွက်ကျွန်တော်ကြိုက်တယ်ဒါဆိုရင် Itachi နဲ့ Sasuke ရဗျာဒီမှာကြည့်လိုက်ရုပ်ကဲရုပ်ထွက်အနေထားတချို့တွေပြောနေတယ်ဟာဟိုက official studio မှာကောင်းတာတပ်ပါတီတွေကမကောင်းဘာညာ no bullshit တွေအဲ့ official studio မှာပြန်ရောင်းနေတဲ့လူတွေပြောတာကျွန်တော်အမြဲပြောနေရရှိရဲ့ဟိုပတ်စံနဲ့ပတ်တိုင်လာမပြောနဲ့ဝယ်နိုင်တယ်ဟိုဘယ်လောက်မှဟိုဈေးဝယ်အယုတ်ထွက်သမျှအယုတ်တွေမှာမဝယ်နိုင်လောက်အောင်ဈေးကြီးအယုတ်မမြင်ဘူးသေးဘူးဗျာဒါပေမဲ့တကယ်ကောင်းရင်ကောင်းတဲ့အယုတ်ကိုလက်ခံရတယ် Vandas ကအယုတ်တွေဒီတကယ်ကို quality level တခုရှိရဒီမှာဗျာအင်ဂျီကိုကျွန်တော်ပြမယ်ကြည့်လိုက်အင်ဂျီမှာရှိရဲ့အင်ဂျီအသားလေးတောင်အဲ့လိုမျိုးဗျာသိလားဒီအောက်မှာဆိုကြည့်လိုက် तू อ่ะဒီအယုတ်ဆိုရင်ဒါထုတ်ထွက်ထားတော်တော်ဗျာ4-5နှစ်ရှိပြီကျွန်တော်ထင်တာအဲ့လောက်ကြာတဲ့အယုတ်တောင်ဒီ Itachi ရဲ့အင်ဂျီဆိုလဲကြည့်လိုက်ဗျာ in detail ကိုဘလို့ကမလွယ်ဘူးဗျာပုံမှန် studio တခုကဒါမျိုးထုတ်ပေးဖို့ဆိုတာဘယ်တော့မှမလွယ်ဘူးဒီနောက်ဆိုရင်ဒါ Itachi ရဲ့ GK figure ကျွန်တော်စကြည့်ပြီဆိုရင် first let's say ကွာ Itachi ရဲ့မျက်နှာကိုကျွန်တော်စကြည့်မယ်လုံးဝကို scaling နဲ့ quality ကိုကြည့်လိုက်ဗျာဘာမှအပြစ်ပြောစရာမရှိတာမျက်လုံးနှလုံးဆိုလို့ရှိရင်တော့ဒီ data ချက်ကကြည့်လိုက်တစ်လုံးက Izanagi သုံးပြီးပျောက်သွားပြီတစ်လုံးကကြံသေးတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ပြီးနောက်ဘာရှိသေးလဲဆိုကြည့်လိုက်ကျွန်တော်ပြမယ်အောက်မှာပါလာတဲ့ဥစ္စာတွေ Susanoo effect ကိုကြည့်လိုက်ဒါမျက်နှာ Susanoo ကြီးဗျာ Susanoo ကြီးမျက်နှာတစ်ချမ်းအဲ့လိုအကြီးပါတာဗျာအဲ့ Susanoo တစ်ချမ်းပြီးသွားတော့နောက် character တစ်ယောက်ထပ်ပါတယ်ပုံမှန်ဗျာ GK ရုပ်တွေမှာ character 2ယောက်ပါဖို့ဆိုတာမလွယ်ဘူးဘာလို့ဆို character တစ်ယောက်ကိုဆေးချေရတာပြန်လို့ရတာဆိုတာခက်တယ်ဗျာဒီမှာဆိုလို့ရှိရင်မကြည့်လိုက်ပါလာတာလုံးဝသူ့ရဲ့ sage mode ကြီးနဲ့ဗျာဒီ snake form ကြီးနဲ့ပါလာတယ်ဒီဘက်ဘေးမှာလည်း Susanoo ရဲ့လက်သေးလိုပုံစံတွေပါတယ်ပြီးတော့သူ့ရဲ့ကြီးကန်းတွေပါသေးတယ်ကြီးကန်းတစ်ကောင်နှစ်ကောင်ပါတယ်ပြီးတော့ဟိုကောင်ရဲ့မွေကိုဖမ်းထားတာလက်ထဲမှာမွေတစ်ကောင်ပါတယ်ပြီးတော့ဒီမွေပါတယ်မွေရဲ့ရှာနဲ့ပါဇက်ထဲမှာအယောင်လှဲ့နေတာကြည့်လိုက်ဗျာပြောရင်ဟိုပိုတယ်ဖြစ်မယ်တကယ်ကြီးကို quality level တခုမှာညင်းလို့မရတဲ့ level ဗျာတီလား Vandas ကဒါဆိုရင်ဒါ first အယုတ် Itachi ပေါ့နော် Itachi ရဲ့ပုံစံဆိုလဲဒီမှာကြည့်လိုက်လို့ရှိရင်လည်းတအားကြီးကူးဖြစ်တယ်ဗျာဟုတ်တကယ်တော်တော်ကြီးကိုလှတာဟိုကျွန်တော်ကတော့ Akatsuki ဝစ်စုံနဲ့ Itachi ကိုပိုကြိုက်တယ်ဒါပေမဲ့မတတ်နိုင်ဘူး Vandas ကဒါပဲထွက်တာဆိုတော့ဒါပဲဝယ်ရတယ်ပြီးတော့နောက်တစ်ခုကတော့ Sasuke အဲ့နှစ်ရုပ်ထဲမှာ Sasuke ဆိုလို့ရှိရင်လည်းစကြည့်လိုက်မယ်ဆိုဒီမှာထုံးစံတိုင်းသူ့ရဲ့ Susanoo ကြီးကိုစပြီးထည့်ထားတယ်ဗျာဒီ Susanoo ရဲ့ raising quality နဲ့ size နဲ့တင်ကိုအရန်မိုက်တာဗျာကျွန်တော်ဒီရုပ်နှစ်ရုပ်ဒီကောင်တွေဝယ်တော့တရုပ်ကို8သိန်း9သိန်းနေနဲ့ဝယ်ခဲ့တာဗျာအခုအချိန်မှာသွားဝယ်လို့ရှိရင်ဟိုကနေပြီးဟိုဒလီကတော့အနည်းဆုံး9သိန်းလောက်ကျမယ်အရုပ်တွေဗျာသိလားဆိုတော့ဒီမှာလာပြီဆိုလက်ထဲမှာလည်း Chidori အကြီးပါမယ်ပြီးတော့ Sasuke ဆိုလို့ချင်းသူကကြီးကန်းမဟုတ်တော့တိတ်ငတ်ဖြစ်သွားပြီအဖေထက်သားတလားကြီးကျင်တဲ့ကောင်ပေါ့နော်အဲ့တော့ပြီးဒီမှာမျက်နှာဆိုလဲကြည့်လိုက် Sasuke ရဲ့မျက်နှာဆိုလို့ရှိရင်လည်း effect တွေသူ့ရဲ့ blood effect တွေပြီးတော့ဒီမှာစီးထားတဲ့ခါမှာစီးထားတဲ့ဥစ္စာပြီးတော့ဒီမှာ Susanoo ပြီးတော့ okay အောက်မှာ Danzoi ကိုဆွဲညစ်ထားတာဗျလက်ကြီးနဲ့ကြည့်လိုက် Susanoo လက်ကြီးနဲ့ဆွဲညစ်ထားတာဘယ်စတူဒီယိုကနှစ်ရုပ်ပါတာမျိုးဗျာဒီလိုမျိုး8သိန်း9သိန်းလောက်နဲ့ထုတ်ပေးခဲ့ဘူးလို့လဲဆိုတော့ဘယ်သူမှမရှိဘူးဗျာဒီမှာရှိတယ် okay ပြီးတော့ပြီးပြီလားဆိုမဟုတ်သေးဘူးအောက်မှာ bus အယုတ်တရုပ်ပါသေးတယ်အဲ့မှာခေါင်းပြောင်းလို့ရတယ်လက်ထဲမှာလည်း Chidori ဓာတ်ပါတယ်ဗျာ okay အဲ့မှာဆိုလဲပြောတော့ပြီးပြီလားဆို okay ကြည့်လိုက်အောင်ဒီမှာ Itachi ဆိုလို့ရှိရင်လည်း Itachi ဝယ်တဲ့အချိန်မှာ bus တရုပ်အပေါ်ပါသေးတယ်အဲ့ bus ဆိုလို့ရှိရင်ဒီမှာလက်မောင်းပေါ်မှာသူ့ရဲ့ကြီးကန်းနေနေတဲ့မျက်နှာနဲ့ကြည့်လိုက် Edo Tensei style နဲ့အဲ့ဒါကိုဗျာ8သိန်း9သိန်းဆိုရင်တော့မစင်းစားဘူးလေဝယ်ပြီပေါ့ right နောက်ကျွန်တော်တို့ဆက်ပြောပြီဆိုလို့ရှိရင် Obito ကျွန်တော်ပြောမယ်
Obito ဆိုလို့ရှိရင်သူ့ရဲ့ series ထဲမှာအတန်ဆုံးအယုတ်လို့ကျွန်တော်ပြောလို့ရတယ်ဗျာဘာလို့လဲဆိုတော့ကျွန်တော် Obito မပြသေးဘူးခင်ဗျားတို့ TBS ပဲကျွန်တော်ပြမယ် TBS တစ်ကောင်နှစ်ကောင်သုံးကောင်ပြီးတော့ဒီအနောက်မှာလည်းကြည့်လိုက်ဒီအနောက်မှာလည်းကြည့်လိုက်အတောင်ပံလေးထွက်နေတာရဲ့ TBS တစ်ခု၄ကောင်ပြီးတော့ဒီအောက်မှာ TBS ၅ကောင်ဒီမှာ TBS 6ကောင်မနေဘူးဗျာ TBS 6ကောင်လောက်ကိုဒီလိုကြီးပါထားပြီးဒီမှာ chain ညိုးတွေနဲ့ဆွဲထားတဲ့ aura farm နဲ့ level မျိုးဆိုတာလွယ်မလွယ်တာဗျာဟိုကျွန်တော်ပြောတာပုံမှန် character တစ်ကောင်နဲ့တောင်ဒီလိုတရုပ်ထဲကိုအခုနောက်ပိုင်း GK တွေ12သိန်း13သိန်းရှိနေတဲ့အချိန်မှာ Ventus ရဲ့အယုတ်မှာပါလာတဲ့ TBS ခေါင်းရည်တွက်နဲ့ကြည့်ရင်တော့တန်နေပြီဗျာအယုတ်ကသိလားဆိုတော့မစင်းစားနဲ့တကယ်လိုချင်ရင်ဝယ်တဲ့တဲ့အယုတ်ထဲမှာ Ventus Studio ရဲ့ Obito ပါတယ်ဆိုတော့ဒီကောင်ကကျွန်တော်တို့ Obito ပြီးတော့ Obito ရဲ့မျက်လုံးတွေဆိုလို့ရှိရင်လည်းအထဲထဲမှာဗျာကြည့်လိုက်တစ်ဖက်ကကျွန်တော်အနီးကပြဖို့ zoom ဆွဲရင်ကျွန်တော် zoom ကပျောက်သွားလို့အနီးကကျွန်တော်ဆွဲလို့မရဘူးဖြစ်နေလို့ဗျာတကယ်ကျွန်တော်ဖုန်းနဲ့ရိုက်နေတာဆိုတော့လေမျက်လုံးအတွင်းထဲကဟာတွေအစအတိအကျပေါ်တယ်โอเคအဲ့ဒါပြီးပြီလားဆိုတော့မပြီးသေးဘူးဗျာဆရာသမားကပြမယ်ဒီအောက်မှာ bus တစ်ခုအပူထပ်ပါသေးတယ်အော်အခုနပြောမလို့ Ventus ကအယုတ်တွေကဝယ်တိုင်းဒီလိုမျိုးဟာလေးတစ်ခုထပ်ပါသေးတယ်ဗျာဆိုတော့ဒါလည်းပါတယ်အယုတ်မှာလည်း TB 6ကောင်ရဲ့အကြမ်းမြင့်ပါတယ်ဗျာအဲ့တော့ဘာလိုချင်သေးလဲပေါ့အယုတ်မှာကြည့်လိုက် perfect ဗျာဓာရီပါတယ်ဒါဆို Ventus Studio ရဲ့ကျွန်တော်တို့ခုနပြောတဲ့ Obito Okay Obito ပြီးသွားပြီဆိုရင်သူတကယ်ချင်းကျွန်တော်ကာကာရှီအကြောင်းပြောမယ် Okay ကာကာရှီဆိုလို့ရှိရင်ဟာတန်ချက်ကရက်ဆက်တယ်ဗျာကျွန်တော်ဘေးနာအယုတ်တွေနဲ့ဒီမှာရှင်ပြမယ်ကြည့်လိုက်ကာကာရှီရဲ့စူဇာနိုရဲ့ size ကအယုတ်တယုတ်အနေနဲ့ထုတ်ရောင်းလို့ရတယ်စူဇာနို size ကိုကြည့်လိုက်အတောင်ပံနဲ့စူဇာနို size နဲ့ Okay ကြည့်လိုက်ဘလို့ဒီလိုဈေးနဲ့ဗျာဒီလောက်ကောင်းတဲ့လက်ရာနဲ့ရမယ်ဥပမာပြီးတော့ detail ကြချက်တွေမှာလည်းကျွန်တော်ပြမယ်ဒီမှာစူဇာနိုကနေပြီး black lighting သုံးပြီးအောက်က10 day ကိုတီးထားတယ်ဒီမှာလည်း8 day 9 day ဒီမှာဟိုစုံခုံအကောင်မျက်လုံးမှာစူဇာနိုsorry sharing ကနှစ်ခုလုံးပွင့်နေပြီဘာလို့လဲဆိုတော့သူစူဇာနိုပါထွက်လာပြီဆိုတော့စူဇာနိုရဲ့မျက်နှာလည်းကြည့်လောကနော်အပေါ်စားရုံမထွက်ဘူးအများကြီးပဲအမှ Chakra Studio တို့ Chikara တို့ Studio မှာထွက်နေရပေါက်ကြရတယ်အများကြီးချက်လက်မှာလည်းကြည့်လိုက် Obito ရဲ့မျက်မှန်လေးကိုကင်ထားရဗျာ။ sorry မပြီးသေးဘူးဒီအနောက်မှာခြေထောက်အောက်မှာလည်းကြည့်လိုက်1 day ပါသေးတယ်။ဆိုတော့ဒီအယုတ်ဒီဟာနဲ့လာတယ်။ Okay ပြီးပြီဟုတ်ပြီ။မင်းဒါပဲပေါ့ဆိုရင်အောက်မှာ bus ကို2ယုတ်ထည့်ပေးတယ်ဗျာ။1ယုတ်မဟုတ်2ယုတ်ဖြစ်သွားတယ်။ဒီမှာ bus 1ယုတ်ကိုကြည့်လိုက်ဒါ first bus အယုတ် Okay ပုံစံလေးကြည့်လိုက်။ဥပမာဗျာဒီလို1ယုတ်ထဲချင်းလေးကိုတောင်တီးတန့်စင်လေးတစ်ခုနဲ့ထားရင်တော့လှတယ်ဗျာ။ design style တွေကOkay ပြီးပြီလား Okay ဒီမှာ Hokage ခေါင်းစွပ်နဲ့လည်းမင်းထားခြင်းလားရသေးတယ်။မျက်နှာကိုပေးရဲ့စေတနာများချက်ကရှယ်ကြီးပြသေးလား။ဒါဆိုရင်ကျွန်တော်တို့ခုနပြောတဲ့ Ventus ရဲ့ကာကာရှီပေါ့နော်ကာကာရှီဆိုလို့ရှိရင်လည်းကြည့်လိုက်ဗျာပါလာတဲ့ design နဲ့ပေးထားတဲ့ဟာနဲ့ဒီကောင်လည်းကျွန်တော်ဝယ်တော့ဘယ်လောက်10သိန်းလား17သိန်းလားအဲ့လောက်ကြတယ်ဗျာ so what တဲ့ဗျာ Okay ပြီးသွားရင်ကျွန်တော်တို့ Madara အကြောင်းပြောမယ်သူ့ရဲ့အယုတ်တွေအားလုံးထဲမှာကျွန်တော်ဆိုမေးရင် week အဖြစ်ဆုံးဘယ်အားလဲလို့မေးလို့ရှိရင်ကျွန်တော် Madara လို့ပြောမယ်ဗျာဘာဖြစ်လို့ကျွန်တော် Madara လို့ပြောမလဲဆိုတော့ Madara ကဒီမီးလုံးလေးဖွင့်လို့ရဗျာမျက်လုံးလေးကမီးဖွင့်လို့ရတယ်ဒီတိုင်းလေးပဲအပေါ်မှာရက်ပြီးသူ power သုံးနေတဲ့ပုံစံလေးလက်ကလေးပြထားရဗျာဘာမှတိတ်ထွေထူးထူးမဟုတ်ဘူးကျွန်တော်ဒီမှာ90ကိုသူ့ရဲ့စူဇာနိုအုပ်ထားတယ်အရင် heavy ပုံစံမပါသေးဘူးသူ Ventus ကကျွန်တော်ထင်တယ်လို့ဒါစထုတ်တဲ့အယုတ်တွေကတရုတ်ထင်တယ်ဆိုတော့ဒါပေမဲ့ detail အချက်တွေကြည့်လိုက် detail ချက်တွေကြည့်လိုက်ဒီလိုမျိုးဗျာ battle damage effect တွေလုပ်ဖို့ဆိုတာဈေးကြီးတယ်ဗျာလက်လည်းအရန်ဝင်တော့အများစုကမလုပ်ကြဘူးဗျာဒီလားမျက်နှာလည်းကြည့်လိုက်မျက်နှာပေးရော Okay ပြီးပြီလားအောက်မှာကြည့်ဒီအောက်မှာ sorry ပါသေးတယ်မပြီးသေးဘူးဒီမှာကြည့်လိုက်90ရဲ့ပါဇက်နဲ့သွားတွေကိုပဲကြည့်လိုက်ဒီတေးကြချက်ကိုအဲ့သွားတွေအားလုံးဆိုတာတစ်နဲ့နော်အထစ်လေးနဲ့တအားကြီးကိုမိုက်တယ်ပြီးတော့ဒီမှာကြည့်လိုက် Hashirama ရဲ့ Wood Dragon တွေဒီဘက်ဘေးတွေရော Okay အောက်မှာဆိုလဲကြည့်လိုက်ရင်ဘက်မှာ Hashirama ရဲ့ဟာကိုသူမြုပ်ထားတဲ့ဟာမျက်လုံးမှာ Rinnegan ပြောင်းသွားပြီဗျာဒါဆိုလို့ရှိရင်လည်းပါလဲကျွန်တော်ပြောတယ်လေသူအဖို့ထည့်ပေးလိုက်တာဒီအောက်မှာဒါမျိုးတပြားပါမယ်သူ့နောက်ကဘယ်လောက်အယုတ်ရည်အတွက်ဆိုတာတခုပါမယ်ဒါဆိုရင် Ventus ရဲ့ Madara ပေါ့နော်ကျွန်တော်ပြောရနော် Madara ဆိုတာ impressive မဖြစ်ဆုံးအယုတ်ဆိုရင်တော့အခုထက်ထိNaruto collection လောကထဲမှာဒီရုပ်ဒီဆရာတယောက်တည်းပါတယ်ဗျာ Okay ဒါဆိုရင် Shisui ကိုသူကဘယ်ပိုင်းရှို့လိုက်လဲဆိုတော့ Susanoo ပိုင်းဖြုတ်လိုက်တယ် Susanoo ပိုင်းဖြုတ်ပြီးဘာလုပ်ထားလိုက်လဲဆိုတော့ Shisui ကိုသူ့ရဲ့ clone တွေပေါ့နော်သူ့ရဲ့အရန်မြန်တဲ့ flash clone နဲ့သူတို့ပြောတဲ့ဥစ္စာရှိ illusion လိုပုံစံမျိုး3ကောင်ထည့်ပေးထားတယ်နောက်မှာဒီမှာ size အပြည့်ဒီ Shisui နဲ့ size တူတကောင်2ကောင်3ကောင်ထည့်ပေးထားတယ်အဲ့3ကောင်လုံးရဲ့အောက်မှာသူတို့အဲ့စီးမှာပါတဲ့ fight ထားတဲ့ ambu တွေရဲ့မျက်နှာဖုံးတွေအောက်မှာကြိုးချပြီးပါတယ်
ဒါသူရဲ့ဟိုခေါင်မိုးကြီးပေါ်မှာချနေစီပေါ့နော်အဲ့မှာရှီဆူရဲ့ဥစ္စာမျက်လုံးတစ်ဖက်သူမရှိတော့ဘူးသူတီးနေတယ်ကျွန်တော်ပြောပါဗျာဘယ်စတူဒီယိုက၄ရုပ်စာကိုတစ်ရုပ်ထဲနဲ့ပေးလဲဗျာမပေးဘူးဗျာဘာလို့ပေးစရာမရှိရဈေးကြည့်ရလေဗျာ racing ကြီးပဲထည့်ထားတာတစ်ရုပ်လုံးကြည့်လိုက်အောင်ကာလာကြီးကိုအကြည်နဲ့ဗျာအဲ့ racing တစ်ရုပ်တွေအခုချိန်မှာသွားဝင်တစ်ရုပ်ကိုတကယ်လောက်ခိုင်းပြီးဝယ်ရင်တော့3သိန်းလောက်ကျနေတော့ဘယ်လိုလုပ်သွားရအောင်လဲဒါပေမဲ့သူတို့ရဲ့ဟာတွေကအဲ့လောက်တန်တယ်ပြီးတော့ဒီမှာအောက်မှာပြီးပြီလားဆိုမပြီးသေးဘူးမျက်နှာ2ရုပ်ထပ်ထည့်ပေးတယ်ဗျာโอเคမင်းတို့ကငါ့ကိုမတန်အောင်ထင်တယ်ဟဟလားငါစတူဒီယိုငါမျက်နှာ2ရုပ်ထည့်ပေးမယ်โอเคဒီမှာမျက်နှာတစ်ခုမျက်လုံးပြောင်းနေလားဒီပွားဥစ္စာမျက်နှာပြောင်းလို့ရတယ်ပုံစံပြောင်းလို့ရတယ်โอเคမျက်လုံးမပြောင်းချင်ဘူးလားဒီမှာလုံးဝအီတာချီနဲ့နောက်ဆုံးပြောရတဲ့စီးနဲ့ကစီးလေးကိုပဲဟိုဗီဒီယိုရိုက်အောင်မလားလှတယ်ကြည့်လိုက်အဲ့ဒါကိုကျွန်တော်တို့ပြောတာဗျာတကယ်ဝယ်ပြီဆိုလို့ရှိရင်တန်ဖို့မိုက်ဖို့လိုတယ်ဗျာသိလားကိုယ့်အတွက်ပေးလိုက်တဲ့ပတ်စံနဲ့ဂိတ်ဆုံးရဖို့လိုတယ်ဟာဟို license studio မို့လို့ဟိုဟာဖြစ်လို့ဒီဟာဖြစ်လို့ no license studio မှာလည်းတကယ်ကြိုက်တယ်ဟာငါဒီရုပ်ရှင်နဲ့ထိရဆိုဝယ်ဒါပေမဲ့ license studio မို့လို့ပဲဝယ်ပြီးတပ်ပါတီ studio မဝယ်ဘူးဆိုတဲ့ဥစ္စာ very wrong အဲ့တော့ကိုတကယ်ကြိုက်တဲ့ရုပ်ကိုရှာဝယ်ဖို့လိုတယ်ဗျာအောက်ကအရုပ်တွေကိုတော့3ရုပ်ကိုတော့ကျွန်တော်နောက်တစ်ခေါက်ဗီဒီယိုမှာကျွန်တော်လုပ်ပေးမယ်အဲ့ရုပ်3ရုပ်ကနည်းနည်းကြီးတော့ကျွန်တော်သေချာထပ်ပြပေးမယ်ဗျာဆိုတော့ဒီနေ့အားလုံး Vandas Studio ရဲ့ Uchiha 6កောင်နဲ့နှုတ်ဆက်လိုက်ပါတယ်နောက်ဒီဗီဒီယိုကြည့်မယ်ဆိုရင် subscribe လုပ်ထားပါပြီးတော့ဒီ6ရုပ်ထဲမှာဘရိုတို့အကြိုက်ဆုံးကဘယ်ရုပ်လဲပြောပါကျွန်တော်အကြိုက်ဆုံးကတော့ Itachi နဲ့ Obito ပါအဲ့တော့ဘရိုတို့ကြိုက်တာရှိရင်လည်းကျွန်တော် comment ပေးပါbye byeပါ